အိမ်မို့ချုပ်ဦးတယ်လေကသူ့ဝင်လာခဲ့တဲ့လူကြီးတွေမရှိလို့တဲ့ငါနဲ့အိပ်ရပြောင်းရင်မအိပ်တတ်ပါဘူးဆိုဒုက္ခဟာလှလိုက်တာအမွေးဘွားလှကြီးဟဲ့ဦးတယ်လေကိုဦးကားနဲ့လိုက်ပို့မယ်လေဦးတယ်လေမွေးလေးတွေပုံတင်သွားမယ်လားကိုကားပေါ်တက်တော်ပြီခွဲမှာသာစင်းငယ် sorry ကိုကြီးကိုစင်းငယ်ဒီမြင်ကွင်းလေးကိုကြည့်ပြီးမနာလိုတဲ့ကောင်တွေကတော့ငါ့ကိုကောက်ရိုးပုံစောင်းတဲ့ခွေးလို့ပြောကြမှာပေါ့ငါကောက်ရိုးပုံငါစောင်းတာဘာပြက်လဲမင်းတို့တော့စောင်းကြကောက်ရိုးပုံရှိလို့လားဟုတ်တယ်လေကလည်းရေချိုးနေကြာလိုက်တာကွာဟုတ်တယ်လေရေချိုးခန်းတွေကထွက်လာဟုတ်တယ်လေစားမယ်ကျွန်တော်မကိုကန်နေကိုတဲ့ခင်ဗျာနေရရတယ်မယ်ကျွန်တော်မကိုအနေနဲ့အောင်ဝဲခန္ဓာရိုးရိုးမခံမဲနဲ့ကော့ပြသွားသေးတာခင်ဗျာဒီချိန်မှာပဲတန်လူကြီးကတော့မင်းလဲကော့ငါလဲပြမယ်ဆိုပြီးကော့ပြခဲ့တဲ့ကစားသမားကိုအနီးကပ်ပြပြီးထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်အခုနောက်ပိုင်းမှာဒဏ်ရာရကစားသမားတွေကိုထန်းစင်နဲ့တဲထုတ်တဲ့အခါမှာကစားသမားတွေတက်တောင့်တက်တာရှိစေဖို့အတွက်ထန်းစင်တွေမှာခေါင်းအုံးတွေလည်းပါဝင်လာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်စီရင်ကန်နေစဉ်အတွင်းမှာပဲဖြစ်တဲ့ပေါ်ကန်နေပေးရတယ်နောက်ကန်လူတွေခေါင်းဦးတယ်ဟိုတွေကရှန်ထွက်လာတယ်ဘောလုံးပိတ်ပြီးနောက်ခံလူတူကိုသမားဝင်ပူးသွားပြီခင်ဗျာရှုပ်ချက်ခတ်နေတဲ့အနေထားမှာကိုသမားဝင်ပူးသွားတာဖြစ်ပြီးတော့ဒိုင်လူကြီးကတော့ငကားမပူးပဲကိုသမားဝင်ပူးခဲ့တဲ့ကစားသမားကိုအနီးကပ်ပြပြီးထုတ်ပယ်လိုက်ပြီခင်ဗျာဒီမှာပဲထောင်းကမောကန်နေပေးရတယ်ပိတ်ပြီးကျောင်းနံပါတ်30ကိုသမားဝင်ပူးသွားပြန်ပြီခင်ဗျာဒီချိန်ဝင်ပူးတာတော့ဒိုင်လူကြီးမသိလိုက်တဲ့အတွက်ကန်ကောင်းသွားတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်ကျွန်တော်စီရင်ကန်နေစဉ်အတွင်းမှာပဲမန်ပီဂရုကတော့မိုးဘော်တကြားမင်းဖန်ဆင်းပေးသည့်အလားပေါ်ထွက်လာခဲ့တဲ့နီးပြသစ်လက်ထက်မှာ၄ပွဲဆက်အနိုင်ရရှိမှုကြောင့်ဆဲတန်ဆိုတန်အော်တန်ဟစ်တန်ငိုတန်ယိုတန်တွေမကြတော့ဘဲနဲ့ငိမ့်ချမ်းရေးကိုရှေးရှုကုန်ကြပြီခင်ဗျာအခုလည်းမန်ပီဂရုလေးကငိမ့်ချမ်းစွာနဲ့ watch party ပွဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆင်နွှဲနေကြတာလည်းဖြစ်ပါတယ်ဒီပွဲတော်တော့မန်ပီအဖွဲ့ဝင်တွေသာဝင်ရောက်ဆင်နွှဲခွင့်ရှိတာဖြစ်ပြီးတပွဲနိုင်တာနဲ့တစ်ပတ်လုံးပွဲတော်ကိုဆင်နွှဲကျင်းပလေးရှိတာပဲဖြစ်ပါတယ်